အဲ့ဟောတာငါမင်းကိုခိုင်းထားတဲ့ပေးစာမျိုးဘယ်လိုစီစဉ်ထားလဲ ငါနာမည်ကိုတော့အန်လက်ချောက်တာလို့ပေးထားရယ်ကွာဘာဆက်လုပ်ကြအောင်လဲဟဲ့မင်းတို့ကဘာပေးကိစ္စပြောနေရလဲငါ့ကိုလည်းပြောပြအောင်လေဆိုတော့အခုလက်ရှိကငါတို့ကဒီမှာပေါ့နော် Facebook မှာ fit တင်မှုဆိုပြီးတော့ page တစ်ခုထားမှာကွာအခုလက်ရှိဝယ်ပြောလို့ပဲနာမည်က Alex Chapter လို့ပေးထားတယ်ငါတို့ကအဲ့ Alex Chapter ဆိုတဲ့နာမည်နဲ့ကွာငါတို့ page ကိုငါတို့က fit တွေတင်မယ်ပြီးလို့ရှိရင်အတန်နဲ့ပြောထားတဲ့အဲ့ fit ကိုဖတ်ပြထားတဲ့ video တွေငါတို့ YouTube မှာတင်မယ်TikTok မှာတင်မယ်ပြီးလို့ရှိရင်ငါတို့ဒီ Facebook page မှာတင်မယ်ပေါ့နော်ဆိုတော့အဲ့လိုဖို့စီစဉ်ထားတယ်ပေါ့ငါတို့ကအခုလက်ရှိကငါဝယ်တဲ့2ယောက်ပဲရှိရကွာငါလည်းအဲ့ကိစ္စကိုစိတ်ဝင်စားရတယ်ငါလည်းပါကျင်တယ်အဲ့ဝယ်တာဒီတော့အောင်ထည့်လို့ရတာဟုတ်ထဲရထဲလို့ရရယ်ကွာငါ fit ရေးတယ်ကွာဒါပြကြအတန်ဖတ်ပြမယ်ဒီကောင်ကြောက်ပဲနေရာမှာသုံးပါဆိုတော့ဒီကောင်ငါတို့ထည့်လိုက်မယ်ဆိုလို့ရှိရင်ငါတို့ page မှာသူ့ကို page စာပြန်လာတာပေါ့မင်းရေးထားတဲ့စာတွေကိုတူကတည်းကပြန်ပြီးတော့စီစစ်ပေးတာတွေပေါ့အဲ့လိုမျိုးလုပ်လို့ရမယ်ပြီးလို့ရှိရင်တစ်ခါလေတည်းကငါမိုင်းနေမှာလည်းတည်းကမအတန်းဖိုင်ပေါ့အတန်းနဲ့ဖတ်ပြရပါသူလုပ်ပေးလို့ရတယ်ကွာဟုတ်ရရရှင်းလေပြရတယ်ကွာခေါ်တော့စရအောင်လေဆိုလေဆိုတော့ဒီ unlock chapter မှာငါတို့တော့ဖြေသွားပြီပေါ့နော်ဒါပြီးရဝရရဲ့ FE ဆိုတော့ဖြေသွားပြီပေါ့ဆိုတော့အားပါပဲ